အာရခပြည်အတွင်းဘာသာရေးနဲ့ပညာရေးကဏ္ဍတွေပိုမိုဖွံ့ဖြိုးလာနေပါတယ်။မကြသေးခင်ကပဲအာရခဒေသအတွင်းရှိခရိုင်တစ်ခုမှာနွေရာသီကျန်းစာသင်တန်းဆင်းပွဲကိုစီကားတိုက်မြိုက်စွာကျင်းပခဲ့ပြီး ULAA တာဝန်ရှိသူတွေကလည်းတက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။ပြီးခဲ့တော့ဧပြီလ24ရက်နေ့ကပြုလုပ်ခဲ့တဲ့ဒီအခမ်းအနားဟာ၄ချိန်မြောက်ကျန်းစာကျောင်းဆင်းပွဲဖြစ်ပြီးနွေရာသီတလတာသင်တန်းတက်ရောက်ခဲ့တဲ့ကျောင်းသားကျောင်းသူစုစုပေါင်း86ဦးကသင်တန်းဆင်းလက်မှတ်တွေရရှိခဲ့ကြပါတယ်။ Level 1မှာ38ဦး Level 2မှာ36ဦးနဲ့ Level 3မှာ12ဦးအသီးသီးသင်တန်းဆင်းခဲ့ကြတာပါ။ဒီပွဲကိုရခိုင်အမျိုးသားအဖွဲ့ချုပ်အာရခတပ်တော် ULAA မှအကြီးအကဲတွေတက်ရောက်ခဲ့ကြပြီးကျောင်းသားကျောင်းသူတို့ရဲ့အောင်မြင်မှုကိုချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ဒါအပြင်ဘွဲရကျန်းစာကျောင်းအတွက်အလှူငွေကျပ်9သိန်းကိုလည်းထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ ULAA တာဝန်ရှိသူကမိန့်ခွန်းပြောကြားရာမှာလူငယ်တွေအနေနဲ့ယုံကြည်ခြင်းမှာခိုင်မာဖို့စာရိတ္တဖြောင့်မတ်ဖို့နဲ့လူမျိုးအကျိုးအတွက်တာဝန်ယူစိတ်ရှိဖို့အလေးပေးပြောကြားခဲ့ပါတယ်။ဒီအခမ်းအနားကိုလူပေါင်း200ကျော်တက်ရောက်ခဲ့ပြီးညပိုင်းမှာတော့ဂီတနဲ့အကပဒေသာရီနဲ့ဖျော်ဖြေခဲ့ကြပါတယ်။